စင်အုပ်စုကသူ့ကိုစန့်ကျင်ပြီးရေထဲကိုတွန်းချခဲ့တယ်။သူ့ကိုအနိုင်ကျင့်ရတဲ့အကြောင်းရင်းကတော့သူကပကြီးဆွဲနိုင်လို့ပဲဖြစ်တယ်။ဒါကြောင့်တရိษံထိမ့်သိမ်းသူတွေကသူ့ကိုတီးခြားနေရာတစ်ခုစီပြောင်းရွှေ့လိုက်ပြီးအဲ့ဒီနေရာမှာတော့လွတ်လပ်စွာပကြီးဆွဲနိုင်မယ်လို့ထင်ခဲ့ကြတယ်။အချိန်ကြာလာတဲ့အခါသူ့ရဲ့ပကြီးရည်ချင်းကြောင့်နာမည်ကြီးလာပြီးကဘာနှံ့ကလူတွေကသူ့ကိုလာကြည့်ကြတယ်။ဒါပေမဲ့လူတွေမသိကြတာကသူ့ရဲ့စိတ်ခံစားချက်တွေကိုပကြီးထဲမှာထည့်သွင်းဆွဲနေခဲ့တာပဲဖြစ်တယ်။သူကမိတ်ဆွေဖြစ်ချင်တဲ့နောက်ထပ်စင်တကောင်ရှိမယ်လို့စိတ်ကူးရင်ထားတဲ့ပကြီးတပုံကိုတောင်ဆွဲခဲ့တယ်။ တောထဲမှာအမျိုးသမီးတစ်ယောက်ကိုဝက်ဝံတစ်ကောင်အပြင်းထန်ပြေးလာပြီးတိုက်ခိုက်ဖို့ပြင်နေခဲ့တယ်။ဒါပေမဲ့တိုက်ခိုက်မဲ့အချိန်မတိုင်ခင်ပဲသူမရဲ့ခွေးကအပြေးလာခဲ့တယ်။ခွေးကသူမရှိကိုခုန်ထွက်ပြီးသူမလုံခြုံရစီထွက်ပြေးနိုင်အောင်ဝက်ဝံကိုတိုက်ခိုက်ကတားဆီးခဲ့တယ်။အမျိုးသမီးကအိမ်ပြန်ရောက်ချိန်မှာသူမရဲ့ခွေးတည်သွားပြီလို့ခင်မုန်းကိုပြောခဲ့တယ်။သူမငိုချင်လာတဲ့အချိန်မှာပဲခွေးကတကားဝမှာရုတ်တရက်ပေါ်လာခဲ့ပြီးသူတို့အားလုံးအတူထိုင်ကအကြီးမားဆုံးပုတ်ပတ်မှုတစ်ခုလုပ်ခဲ့ကြတယ်။